ပတ်စံ20တောင်မကုန်မဲနေရင်အခုလိုအရတာရှိရဲ့ပဇွန်ချင်းကန်ဇက်တုပ်လေးကိုအိမ်မှာလှုပ်စားဖြစ်လို့လာမြောက်ဝေးပေးတာဖြစ်ပါတယ်ဆိုတော့ပဇွန်လေးကိုပထမဆုံးရေဆေးပါတယ်ရေလေးနဲ့2ပြန်လောက်3ပြန်လောက်ဆေးပြီးတော့ခါကြတော့ပဇွန်ကိုခုံခွာပါတယ်ခုံခွာပြီးတော့သူ့ကိုနှစ်ချမ်းချမ်းလိုက်တယ်ပေါ့နော်နှစ်ချမ်းချမ်းပြီးတော့အဲ့မှာအလဲထဲမှာရှိရဲ့အဲ့ဒီအမြောင်းလေးကိုလေသူ့ရဲ့ချီးလာပါလားမသိပါဘူးအဲ့ဒါလေးကိုလည်းထုတ်လိုက်တယ်ထုတ်ပြီးတော့အဲ့ဒီ10ကောင်လုံးအဲ့လိုမျိုးပဲလှုပ်လိုက်တယ်ပေါ့နော်လှုပ်ပြီးသွားလို့ခါကြရင်တော့ပကံလေးထဲမှာစီရေလေးထဲမှာထည့်ပြီးတော့ရေလေးလေးအပေါ်ကနေပြီးတော့လောင်းထည့်လိုက်တယ်ပေါ့နော်ဆိုတော့ပါတယ်ရှင်ဟပ်ကုတ်လေးဖြစ်သွားခဏထားလိုက်တယ်ပေါ့နော်ဒါတွေကတော့ပါဝင်တဲ့ပစ္စည်းတွေပါအများကြီးလည်းမလိုပါဘူးဆက်အမှန်တကယ်တော့ဆယ်ပလင်ထည့်ရမှာဆယ်ပလင်မရှိတော့ကျွန်မဆယ်လေးတွေထည့်လိုက်တယ်ပေါ့နော်ပြီးတော့ရောပြီးကြိတ်လိုက်ပါတယ်ကြိတ်ပြီးသွားတော့ခါကြတော့အမှငပြာရည်လေးကိုထည့်ပါတယ်ပြီးတော့ပစုံပြုတ်ထားတဲ့ရေလေးကိုလည်းအဲ့ဒီထဲကိုချင်းရေလေးထဲကိုထည့်လိုက်ပါတယ်နောက်ပိတ်ဆုံးမှာတော့ကြိတ်ပြီးလို့ရှင်တမယာလေးညစ်ပါတယ်အခုလိုပကံတပြားထဲမှာစီသားပြီးသွားပြီဆိုလို့ရှင်အချင်းရေလေးကိုလောင်းထည့်ပြီးတော့အင်းစင်တော့အခုလိုလာပါတယ်ဗစလာပါပြီးအရတာရှိရဲ့ပစုံချင်းဇက်တုပ်လေးကိုစားလို့ရပါပြီ